Trump ရဲ့ White House meeting ကြောင့်ပြောင်းလဲသွားမဲ့ crypto ချိန်နေ Trump ကတော့မကြာသေးခင်ကပဲ White House မှာ meeting တစ်ခုလုပ်ခဲ့ကြပါတယ်။အဲ့မှာ influencer တွေနာမည်ကြီး coin base founder တွေတက်ရောက်ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ဒီ meeting ကို crypto summit လို့ခေါ်ပြီး crypto ကိုဘယ်လိုပုံမကောင်းမအောင်လုပ်ဆောင်တယ်လဲဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ကျမတို့နိုင်ငံအသီးသီးမှာကိုပိုင်တရဇာတနဲ့ရွှေပေါ်မူတည်ပြီးအဲ့နိုင်ငံက powerful ဖြစ်တယ်လို့ယူဆလိရှိတယ်။အခုလိုပဲ US အစိုးရက BTC ကိုစတင် store လုပ်ပြီးစည်ရင်းပြုစုနေပြီဖြစ်ပါတယ်။အဲ့စည်ရင်းရလက်ပုံမူတည်ပြီးနောက်ထပ်အပြောင်းအလဲတွေရှိနိုင်ပါတယ်။ဒါ့အပြင် American မှာ Bitcoin ကိုလက်တွေ့ရောင်းချခြင်းဝယ်ယူခြင်းကိုမလုပ်နိုင်ကြောင်းတင်းကျပ်စွာပြောဆိုသွားပါသေးတယ်။တခြား AI ပညာရှင်တွေကလည်း blockchain နဲ့ပတ်သက်တာအကုန်လုံးနဲ့ပတ်သက်တာတွေဆွေးနွေးသွားခဲ့ကြပါတယ်။အခုလို meeting ပြီးတဲ့နောက်မှာလည်း BTC ကကြားတဲ့ကြနေပြီးတခြား coin တွေလည်းဈေးထိုးကျလာတာကိုတွေ့မြင်ရပါတယ်။ဒါပေမဲ့နောက်နေ့တွေမှာဈေးပြန်တက်နိုင်ခြေလည်းရှိပါတယ်။ဘာဖြစ်လို့လဲဆိုတော့ meeting မှာအရင် negative ဆန်တဲ့ထုတ်ပြန်မှုတွေမရှိခဲ့ပါဘူး။တမန်ဆွေးနွေးုံသက်သက် meeting ပုံစံမျိုးဖြစ်ပြီး blockchain cryptocurrency တွေက next revolution ဖြစ်ကြောင်းပြောသွားကြပါတယ်။ပရိသတ်တွေကဘယ်လိုထင်လဲ comment မှာပြောခဲ့ကြပါဦးနော်။